ပထမအဆုံးပရိသတ်ကမေးတဲ့မေးခွန်းကိုတော့ကျွန်တော်ဖြေပြရစေကျွန်တော်တို့ချင်းလန်ချင်းပီကိုဘယ်လိုစုစည်းဘယ်လိုတိဆောက်တယ်လဲဆိုတဲ့ဥစ္စာပထမအဆုံးပြောချင်တယ်နိုင်ငံတနိုင်ငံပဲဖြစ်ဖြစ်ပြည်နယ်တစ်ခုပဲဖြစ်ဖြစ်ဘယ်လိုတိဆောက်တယ်လဲဆိုတဲ့ဥစ္စာအရေးကြီးဆုံးပါပဲဆိုတော့ချင်းလန်လို့ကျွန်တော်တို့ကတော့နာမည်ပေးလိုက်ပြီဗမာလိုတော့ချင်းပီပေါ့နေဆိုတဲ့ပီနေမတုံးသေးဘူးပေါ့နော်ဟိုတနေ့ကလည်းလူဖြူကလည်းမေးပြန်ပြီဘယ်လိုခေါ်တယ်လဲလို့မေးဟုတ်တယ်လောလောဆယ်ကတော့ကျွန်တော်တို့ရဲ့နာမည်ဒီချင်းလန်ချင်းပီဖြစ်တယ်အဲ့ဒါဆိုနိုင်ငံသားလို့ဆိုတော့ဟုတ်တယ်လို့မပြောဘူးလို့ကျွန်တော်သူ့ကိုပြောထားတယ်အဲ့တော့ချင်းလန်က state အဆင့်တော့မဟုတ် state ထက်မြင့်တာပေါ့တော့တော့အဲ့ဒီတိုင်းမေးနေရမလားဆိုတော့မဟုတ်ဘူးကျွန်တော်ကောင်စီကနေ policy ကောင်းကောင်းချမှတ်တယ်ကျွန်တော်တို့ဒီ Federal Union ပြည်ထောင်စုကိုကျွန်တော်တို့ဥတီနေတာ Federal ပဲဥတီပါတယ်လို့ယူသားပြောချင်တယ် Confederate တို့ Independent တို့မဟုတ်ပါဘူးလို့တကယ်လို့များပြည်ထောင်စုအဆင့်မှာဥဆောင်မဲ့တူဒီပြည်ထောင်စုအဆင့်မှာ agreement လုပ်ရမယ့်ဥစ္စာသဘောတူစာချုပ်ကို Federal စစ်မှန်တော့ Federal စနစ်နဲ့တွားမယ်လို့ပြောရင်တော့ကျွန်တော်တို့ကတော့ Federal နဲ့ပဲနေတွားမှာဖြစ်ပါတယ်တော့အခုလောလောဆယ်ကတော့ Union level က Federal level မရှိသေးဘူးပြည်ထောင်စုဆိုတာလောလောဆယ်မရှိသေးဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကတော့နိုင်ငံတနိုင်ငံအနေနဲ့ပုံစံတွေပဲမြင့်တို့တွားနေတယ်ဆိုရင်တော့ဟုတ်ကဲ့လို့ကျွန်တော်တို့ပြောမှာဒါပေမဲ့နောက်တစ်ချိန်မှာ Federal မြန်မာနိုင်ငံတော်ကြီးကိုတိဆောက်တဲ့ချိန်ကြတော့ကျွန်တော်တို့ Federal အနေနဲ့ပြန်နေမယ်လို့ကျွန်တော်ပထမဆုံးပြောချင်တယ်အဲ့တော့လက်ရှိလောလောဆယ်ကတော့ချင်းလန်ကိုဘယ်လိုတိဆောက်တယ်လဲဆိုရင်တော့စီပီတာမြို့နယ်ကိုမြို့နယ်အပါအဝင်မြို့နယ်အသစ်ဖြစ်လာမဲ့လောလောဆယ်ကတော့ data လို့နာမည်ပေးထားတယ်စေခု data အသစ်စေခုနဲ့နောက်ပြီးတော့ဟိုဖက်ကလေးကဘောကန်ကိုဖက်ကတော့ KKG လို့ခေါ်တာပေါ့ KKG အဖွဲ့ကိုလည်းပဲနိုင်ငံကြီးအရာကျွန်တော်တို့ထည့်သွင်းတာဖြစ်ပါတယ်သို့တော်ဒီမှာချင်းပီမှာဆိုရင်တော့လက်ရှိကစီပီတာကူမြို့နယ် plus မြို့နယ်အသစ်ဖြစ်လာမဲ့ data စေခုဖြစ်ဖွဲ့စည်းထားတယ်လို့ဆိုရင်တော့အဲ့ဒီ data တွေနောက်တစ်ချိန်မှာမြို့နယ်ဖြစ်လာမဲ့အရာဖြစ်တယ်လို့အဲ့ဒါလူထုတွေကိုကျွန်တော်ရှင်းပြချင်တယ်ဥပမာဒီမှာပူဒီနယ်ထိုင်နေတယ်ဥပမာပြောလိုက်မယ်နော်ဇုဖေရမ် data လို့ဇုဖေရမ်လို့လောလောဆယ်ခေါ်တယ်ဗမာလိုဆိုဇုဖေး data ပေါ့ဇုဖေရမ်ကနောက်တစ်ချိန်မှာမြို့နယ်ဖြစ်လာမဲ့ဥစ္စာဇုဖေးမြို့နယ်လို့ကျွန်တော်တို့အစစ် upgrade လုပ်ရမှာအဲ့ဒါကောင်စီက policy ကောင်းကောင်းချမှတ်ပြီးတော့မှသူတို့လူကြီးပြည်လာတဲ့တနေ့ကျတော့မြို့နယ်အဆင့်တုပ်ကူပြောင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထင်တယ်မြန်မာနိုင်ငံကိုတော့ဒီ political ground ကတော့မြို့နေနဲ့ပဲသူတို့တွားလိုက်နေထင်တယ်1000ပေါ့နော်အိန္ဒိယလိုမျိုးdistrict နဲ့တွားမှာမဟုတ်ဘူးခရိုင်နဲ့မတွားလောက်ဘူးမြန်မာနိုင်ငံကိုတော့မြို့နေကိုပဲအခြေခံအောင်မယ်နိုင်ငံကြီးလောကမှာဆိုရင်တော့ MP တို့ဘာတို့မွေးထုတ်ဖို့အတွက်ခရိုင်ဖြစ်မှာမဟုတ်ဘူးမြို့နေပဲဖြစ်အောင်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ကတော့ကြိုတင်ပြီးတော့မှမြို့နေကိုအခုလက်ရှိ data အသစ် data အသစ်စေခုအဲ့ဒီ data အသစ်စေခုဒီများမကြခင်မှာမြို့နယ်အဆင့်တုပ်တိုးလာမဲ့ data တွေဖြစ်တယ်ဆိုတော့အခုလက်ရှိကူးမြို့နယ်ကတော့တအားနေသေးတာပေါ့ကျွန်တော်တို့ချင်းပီကြီးကိုကြီးလိုက်ပါလားချင်းပီနယ်ကိုအကျေကြီးအဲ့ဒီဥစ္စာကိုမြို့နယ်ကူးမြို့နယ်နဲ့မရနိုင်ဘူးအဲ့ကြောင့်မြို့နယ်20နဲ့ဖြစ်လိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ရည်စူးပြီးတော့မှဥတီပြီးတော့မှမြို့နယ်နဲ့ data ဆိုပြီးတော့မှချင်းပီကိုစုစည်းတာတိဆောက်တာအဲ့တော့ကရင်ဒီကိုကြီးလိုက်ကရင်ဒီကိုကြီးမယ်ဆိုရင်တော့အရင်တော့ကရင်ကရားပြည်နယ်လို့ခေါ်မှာပေါ့ကရားပြည်နယ်မှာခုနှစ်မြို့နယ်ပဲရှိတယ်အခုကရင်ဒီပြည်နယ်ကရင်ဒီပြည်လို့ခေါ်တဲ့ခါကျတော့မြို့နယ်18မြို့နယ်နဲ့ပဲသူတို့ကကရင်ဒီကိုတိဆောက်တာဆရာတို့အဲ့တော့ကရားပြည်နယ်လို့ကိုပြန်တရိယာကြည့်ပါဦးတတဲတဲလေးပဲတော့သူတို့တဘောပဲအခုချိန်မှာဘသူမှလာအုပ်ချုပ်တဲ့သူမရှိဘူးအဲ့တော့သူတို့ကမြို့နယ်18မြို့နယ်နဲ့ကရင်နီကိုတိဆောက်တယ်လို့ကျွန်တော်တို့ကချင်းနေရလည်းပဲချင်းလန်ချင်းပီကိုမြို့နယ်ကူးမြို့နယ်စီပီတာကူးမြို့နယ် plus မြို့နယ်အသစ်ဖြစ်လာမဲ့ data စေခုဖြစ်တိဆောက်နေပါတယ်လို့ပြည်သက်တွေကိုအရှင်းအလင်းဆုံးရှင်းရှင်းလင်းလင်းပြောပြချင်တာအဲ့တော့နောက်တစ်ချိန်မှာချင်းပီဒီမြို့နယ်20မြို့နယ်နဲ့ပဲတိဆောက်သွားမှာအဲ့ဒါမကြိုက်ကြဘူးလားဆရာတို့မြို့နယ်20ပိုမကြိုက်ဘူးလားမြို့နယ်ကူးမြို့နယ်ပဲကြိုက်သလားအဲ့ဒါဆရာတို့စဉ်းစားအဲ့ဒါမြို့နယ်
20မြုပ်နေဆိုရင်တော့နိုင်ငံကြီးအများကြီးအားတာသွားမှာထုတော်အမ10ယောက်ပဲလို့ရှင်သလားထုတော်အမ20ယောက်လို့ရှင်သလားနောက်တစ်ချိန်မှာပြည်ထောင်စုတည်ဆောက်တဲ့ချိန်မှာထုတော်အမ20ရပေါ့ထုတော်အမ20ဖြစ်နိုင်ဖို့ကမြုပ်နေ20ဖြစ်ဖို့လိုတယ်လေအဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီနေရာမှာလူမျိုးတွေစုအနေနဲ့တည်ဆောက်တယ်လို့မတတ်မှတ်စေချင်ဘူးလူမျိုးတွေစုတော့မှန်ပါတယ်တော့လူမျိုးတွေစုဒီကသူတို့တိတဘသူကိုမှနော်အကူကြီးတွားတောင်းဆရာမလိုမဲနဲ့သူတို့ရပိုင်ခွင့်ရှိတဲ့နိုင်ငံကြီးပလဖောင်းကိုလှုပ်ပေးနေတာအဲ့ဒါကြောင့်အဲ့ဒီဥစ္စာကိုဒေတာလို့စေကတော့နာမည်ဖေးထားတယ်နောက်တစ်ချိန်မှာတော့ဂရိမြုပ်နေရေဇွာမြုပ်နေလာမှာလောက်သူဒေတာဆိုတာလာမှာမဟုတ်တော့ဘူးအဲ့ဒါတွေကိုကျွန်တော်တို့ကဥတီနေတာကျွန်တော်တို့ကတော့များမကြခင်မှာဒီဇင်ဘာလတို့ဘာလို့ဖြစ်မယ်ဆိုရင်တော့ကောင်စီစည်းဝေးတွေဘာတွေအကြီးဆုံးကျင်းပအောင်မှာအဲ့ဒါချိန်ကြတယ်လေလာကြပေါ့ observer နဲ့လာလို့ရတယ်အဲ့ဒါချိန်ကြရင်တော့မြို့နယ်အတစ်တွေ data ကိုလေလူကြီး1000ရှိတဲ့မြို့ data တွေကမြို့နယ်အဆင့်တော့ upgrade လုပ်တဲ့အချိန်ရှိလိမ့်မယ်အဲ့ဒါချိန်ကြရင်တော့ဒီလိုပါလား Chinland Council ကဆိုတာကျွန်တော်တို့ကပစ္စည်းခါလို့မလုပ်ဘူးတေးတေးချာချာနဲ့ကျွန်တော်တို့လုပ်တာဆိုတော့မေကွန်မဲတဲ့သူကတော့သဘောပေါက်လိမ့်မယ်ထင်တယ်အဲ့လိုနဲ့ပဲ Chinland ကိုတော့လောလောဆယ်တိဆောက်နေပါတယ်လို့ဒုတိယချက်အနေနဲ့တော့အဲ့ဒါဆိုရင်တော့ local defense force ဒီနဲ့ CNF CNA ကိုဘလို့ integrated လုပ်မလဲဆိုတော့စာပေါင်းစည်းမလဲဆိုတော့စာဒီလောလောဆယ်ကတော့မူဝါဒတော့ချမှတ်လိုက်ပြီ CNF ထက်ကိုဝင်ရမယ်ဆိုတော့စာမဟုတ်ပါဘူးအဲ့ဒါဘယ်သူမှတော့ဝင်ခိုင်းလို့မရပါဘူးမိမိစန္ဒအလျောက်လို့ဝင်ချင်ဝင်ပေါ့အဲ့ဒါတွေကတော့တော့ဒီဒေသန္တရတပ်ဖွဲ့ဒီနဲ့ CNA တပ်ဖွဲ့ကို CNA တပ်မတော်ကိုဘလို့နည်းနဲ့one army ဖြစ်အောင်လုပ်ရမလဲဆိုတဲ့ဥစ္စာကတော့အခုလောလောဆယ်ကတော့မူဝါဒတော့ချလိုက်ပြီမူဝါဒအကောင့်ထည့်ဖို့လိုသေးတယ်အဲ့တော့အခုလောလောဆယ်ကတော့လက်ပူလက်ကျလုံနိုင်တာကတော့ဒီနောက်တန်းမှာကိစ္စကိုတော့မလုံနိုင်သေးဘူးရှစ်တန်း operation လုပ်တဲ့နေရာမှာကြတော့ Chinland government force အနေနဲ့ပဲကျွန်တော်တို့ကတွာလာလှူရှာတာ CNA plus local defense force ဒီကတော့စစ်စင်ရေးနာမည်ကတော့ကျွန်တော်တို့ဘယ်လိုခေါ်တယ်လဲဆိုရင်တော့ချင်းပြည်အစိုးရစစ်စင်ရေးချင်းပြည်အစိုးရတပ်ဖွဲ့လို့အဲ့ဒါ one army ပုံစံနဲ့အခုတွားနေပြီလောလောဆယ်အဲ့တော့ budget တွေကလည်းပဲအဲ့ဒါမှပဲတုံးရတာဆရာတို့နိုင်ငံတကာကလည်းပို့တဲ့ budget တွေအားလုံးကဒီလိုပဲလုပ်ရတာတော့ DDR တို့ဘာလို့ဖြစ်လာမယ်ဆိုရင်တော့ဘလို့ဖြစ်မလဲဆိုတဲ့ဥစ္စာကတော့မူဝါဒတော့ချမှတ်လိုက်ပြီတော့အဲ့မူဝါဒဒီဥပဒေနဲ့ဘာနဲ့လုပ်ငန်းအကောင့်ထည့်ပေါ်ရမယ့်ဥစ္စာရှိတဲ့အတွက်အတိအကျတော့ကျွန်တော်တို့ကပြောလို့မရသေးဘူးဆိုလို့ဆိုတော့ကျွန်တော်ဖြည့်ချင်ပါတယ်နောက်ပူလီနဲ့ပူဒီနီယမေသွားတဲ့ဥစ္စာကတော့ရှင်းပါတယ်ကျွန်တော်တို့ချစ်လက်ကောင်စီကတော့အဲ့ဒီမှာတော့မတူဝေပါဘူးဘယ်လိုဝါဒီကျွန်တော်တို့ချင်းပီအစိပ်ပိုင်းဖြစ်တယ်ကျွန်တော်တို့မြုပ်နေပေါ့အဲ့ဒါတော့တေချတယ်လေဥထုမြနိုင်ပါပဲပြောဘသူမြောင်လှိုင်ပဲပြောတမာရဟိုတော့ဗာလေဟိုဒေါ်နယ်ထရမ့်ပဲပြောတော့ခရီးမဆိုင်ပါဘူးသူတို့လည်းမဆိုင်ပါဘူးဒါကပလေဝမြုပ်နေဒီပလေဝမြုပ်ပေါ်မှာရှိတဲ့ခူမီလူမျိုးဒီမရာလူမျိုးဒီအခေါင်ဆိုဒီအနုဒီကဆုံးဖြတ်ရမှာအဲ့ဒီနေရာမှာတော့ဇခိုင်ကလည်းပဲစစ်စီဇခိုင်နှုံးပါတယ်ဆိုလို့ဥစားကတော့တို့မမေ့ထားပါဘူးစစ်စီဇခိုင်နှုံးပါတဲ့ဇခိုင်ဒီကိုလည်းပဲပလေဝမြုပ်နေမှာရှိနေတဲ့အတွက်သူတို့ကိုဘာအခွင့်အရေးပေးမလဲဆိုတဲ့ဥစားကတော့ကောင်စီကစဉ်းစားနေတယ်တော့ပလေဝဒီအာရကာမရှိတဲ့ဆိုတဲ့ဥစားအဲ့ဒါစိတ်ထဲမှာမရှိပါဘူးအချိန်ကစကားပြောလိုက်မယ်ပြည်သူလူထုကစကားပြောလိုက်မယ်အချိန်ရရင်တော့ပြန်ယူသွားမှာပါဘလောက်ပဲသူတို့ကဂျုံဝပါစေဘလောက်ပဲပြောပါစေလောလောဆယ် brother ဟုတ်ကသူတို့ခဏတာသူတို့စိတ်တက်ကြွနေလို့ဘာမှမစင်စားနိုင်ပဲနဲ့ဇခိုင်ဒီနဲ့အေးနဲ့ပေါင်းပြီးတော့ဘာတွေငါလည်းလုပ်လို့စားတယ်တို့စိတ်ထဲမှာမထားပါဘူးဒါပဲကျွန်တော်တို့ကတော့အသေးဖွားလေးပဲကျွန်တော်တို့ကမြင်ပါတယ်အဲ့တော့ဇခိုင်ပြည်နယ်မှာပဲနေရမှာချင်းပြည်နယ်မှာနေမှာပါအဲ့ဒါမျိုးတွေကတော့သူတို့လည်းသိပါတယ်ဥပမာထုံမြနိုင်က lost territory ဆိုတဲ့ဥစ္စာလည်းမ lost ပါဘူးမပြောက်ပါဘူးဒါသူစီပီတာဥစ္စာဇခိုင်ချင်းတော့ချင်းမှာရှိတဲ့ဇခိုင်တွေကိုတော့ကျွန်တော်တို့ကတော့တန်ဖိုးထားရမယ်တို့နေ့လည်းကောင်းပဲအေးရီကိုလည်းပဲကျွန်တော်ပြောချင်တယ်
စခိုင်ပြည်နယ်မှာရှိနေတဲ့ချင်းတွေကိုလည်းပဲတာဖို့ထားရမယ်နော်အဲ့လိုမျိုးသူတို့မိမိဆန္ဒမပါဘဲနဲ့ခုချိန်မျိုးမှာလင်းနဲ့ဘယ်ဖြစ်ဖြစ်လူကကိုပြီးတော့မှလှုပ်လို့မရဘူးပြည်သူလူထုကတနေ့ကျရင်တော့လာတောင်းလိုက်မယ်အဲ့ဒါချိန်ကျတော့ပြန်ပေးရမှာပိုင်ရှင်ပြန်လာရင်ပြန်ပေးရမယ်အဲ့ဒီဥစ္စာကိုနောက်ဆုံးပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်